ဥဖိုးကြဤကိုရွေဝတ္ထုများမှဝတ္ထုတို့တစ်ပုဒ်ဖြစ်သောအယက်သမားအင်းစိန်မျိုးနှင့်ကျောင်းဆရာမမတ်စိန်သည်10 တန်းနှင့်ဆရာဖြစ်ဆောင်မေးပွဲကိုအောင်မြင်ပြီးရန်ကုန်မြို့ကျောင်းတစ်ကျောင်းတွင်အလုပ်လုပ်နေရာတနေ့၌ကျောင်းဆင်း၍ညနေလောကရထားနှင့်ပြန်လာခဲ့၏၎င်းစီးသောတွဲတွင်လူမများလှမနီးမဝေးခုံတွင်ပိုစတောက်ခေါင်းဆုပ်ပွားနှင့်အဝတ်စားမသက်ရက်သောလူရွယ်ရွယ်တစ်ယောက်ပါ၏အသက်က24 နှစ်လောက်ရှိ၍ဆရာမမတ်စိန်အောက်3-4 နှစ်ငယ်ပုံရ၏တမိုင်းပူရာအနီးသို့ရောက်သောအခါလက်မှတ်စစ်တက်လာ၍လက်မှတ်စစ်ရာမကြာမီပင်၎င်းလူကိုယထာခိုးစီးသည်ဟုဖမ်းလေသည်မလိုက်ဘူးလိုက်ရမည်ဟုညင်းနေစဉ်မတ်စိန်ကဝင်၍လက်မှတ်စစ်အားမိမိကပင်ကြားသင့်သောလက်မှတ်ဖိုးငွေကိုပေးပါမည်ဆို၍လက်ထဲသို့ငွေထည့်ပြီးလက်မှတ်စစ်ကိုလွှတ်လိုက်လေ၏ရှင်ဘာဖြစ်လို့ယထာခိုးစီးရသလဲပိုက်ဆံမရှိလို့အော်ပိုက်ဆံမရှိရင်ခိုးစီးရရောလားဟုဆရာအတန်ဖြင့်ခက်ထန်ထန်မေးလေသည်ထိုယောက်ျားပြိုကဘာမျှပြန်မပြောဘဲမျက်နှာအောက်ချ၍အောက်သို့လုံနေသည်အတန်ကြာမှမတ်စိန်ကဆက်၍ဘယ်သွားမလို့လဲသွားကျင်တာကတော့ပြည်မြို့ကိုရောက်အောင်သွားကျင်တာပဲအင်းစိန်မှာတငယ်ချင်းတယောက်ရှိလို့ပိုက်ဆံကလေးများရမလားလို့အင်းစိန်ကိုဆင်းမလို့ပြည်ကိုဘာလုပ်လဲအလုပ်ရှာရအောင်ရှင်ဘာလုပ်တတ်တယ်လဲပညာဘလောက်အထိသင်ဘူးတယ်လဲယောက်ျားပြိုသည်ဆရာမမျက်နှာကိုတစ်ချက်မော်ကြည့်ပြီးဘာမှပြန်မပြောဘဲငုံ၍နေလေသည်ဒီလူဟာဘဲနဲ့လဲမေးတာလည်းမပြောတတ်ဘူးလားရှင့်နာမည်ဘယ်သူလဲဟုတပည့်တို့ကိုငေါက်နေကြအတိုင်းခန့်ငေါက်မေးလေသည်ထိုလူပြိုသည်နာမည်ရင်းကိုမပြောဘဲလိန်ပြောမည်ဟုကြံထားတော်လဲဆရာမ၏တီကြည်ဆူးရှသောမျက်လုံးတို့ကိုမြင်၍ဘာဖြစ်သွားသည်မသိရဘာမြစ်ဟုထွက်သွားလေ၏ရှင်ဘာဖြစ်ဖြစ်လုံးမလားထိုအခါမှအနှဲငယ်ပြုံးရွှင်လာ၍ဟုတ်ကဲ့ဘာမဆိုကြိုးစားလုပ်ပါမယ်ဟုဖြေကြားလိုက်လေ၏ကောင်းပြီကျမမှာအတော်တယောက်နဲ့နေတယ်ယောက်ျားအဖော်လော်တယောက်အကူညီဆိုသလိုရစေတော့ကျမတို့စီမှာနေမလားပန်းမင်တို့ဘာတို့ရေလောင်းကျမအတော်ကိုကူညီညာလို့ဆိုသလိုပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အစွမ်းကုန်လုပ်ပါမယ်တို့နှင့်အင်းစိန်ပူရာတို့စိုက်လာ၍ဘာမြစ်သည်ကြပြကြရာထကဆရာမ၏ထီးတို့လွယ်အိတ်တို့ကိုကောက်ယူလေ၏ဆရာမကနေပါစေကျမနိုင်ပါတယ်ဆိုတော့လဲဘာမြစ်ကအတင်းဆုပ်ကင်ထားသဖြင့်လူယူရန်လည်းမသိလျော်သည်နှင့်ဆရာမကလက်လျှော့ပေးလိုက်ရလေ၏အိမ်ရောက်၍အတော်အားအလုံးစုံပြောကြပြီးမိမိတို့အိမ်ဘေးရှိမာလီခြံတဲကလေး၌နေစေ၏မတ်စိန်တို့အိမ်မှာဘူရာယုံနှင့်မနီးမဝေးလမ်းကြားထဲတွင်ရှိ၍တစ်သားတစ်ထပ်အိမ်ဒနီမိုးခြံပတ်လည်ရှိ၏ခြံတွင်၌ဟင်းသီးဟင်းရွက်ပင်အလာပန်းပင်များရှိ၏ဘာမြစ်သည်ယခုအသက်24 နှစ်အထိယခုနေရာယခုအခါလောက်တခါဘူးမျှပျော်မွေခြင်းမရှိခဲ့ကြနနက်စောစောထား၍ခြံတွင်ရှိရေတွင်းနှခမ်းတို့မှတောက်ရည်သုံးရည်တို့ကိုခတ်၏ခြံတွင်ရှိတစ်ပင်နွယ်ပင်ပန်းပင်တို့ကိုရေလောင်း၏ထို့ကြောင့်လည်းမတ်စိန်တို့အိမ်ကိုရေပေးနေကြပါနီဝါလာဂန်ဂါရာ၏မနာလိုမုန်းထားခြင်းကိုခံရ၏မတ်စိန်၏အတော်ချက်ရပြုတ်ရ၌ကူညီသည့်အပြင်ဈေးဝယ်ပင်သွားလိုက်နိုင်သေး၏မတ်စိန်ကြောက်တဲ့ချိန်၌ဘူရာတို့လိုက်ပို့ခြင်းအပြန်ကြိုခြင်းကိစ္စတို့မှလည်းအမြောက်ပြတ်သောကလား၏နာရီကဲ့သို့ပင်မှန်လေ၏မတ်စိန်တို့ဒူဝရီမှမောင်တယောက်တူတယောက်ရသည်ဟုကြိတ်၍ဝမ်းသာနေကြလေ၏တို့ရာတွင်မတ်စိန်ကဘာမြစ်အားမျက်နှာမှန်မှန်ပင်ထား၏အတော်လုတ်သူကပင်ဝင်၍ညီးကအေးမျက်နှာထားကြီးနဲ့မနေပါနဲ့ဟုပြောရသည်ဟု၏ဘာမြစ်၏နေရက်မိဘစသည်တို့ကိုမေးတော်လဲမရကြပေတေတေလုံနေတတ်၏တို့ကြောင့်လဲဆရာမသည်အကဲအလေးကိုအထူးပုံမိုဂယူဆိုင်၍ကြည်နေ၏ဆရာမကဈေးသုံးတစ်နေ့3 ပဲတစ်မှတ်ပေးတတ်၏ဘာမြစ်သည်မကြာဆရာမကိုတိုင်၍ရန်ကုန်ဘက်သို့လာတတ်၏
တခါတရံကြားဖောက်၍ဆရာမမသိပဲလဲလစ်တတ်၏တို့ရာတွင်မိမိလုပ်နေကြအလုပ်ကိုကတစုံတရာအလစ်ဟင်းမခံချေတခါသောထိုသို့ရန်ကုန်ဘက်သွားနေကြဆရာမသည်ဘာမြစ်၏တဲယုံထဲသို့ဝင်ကြည့်ရာမြန်မာသတင်းစာအင်္ဂလိပ်သတင်းစာအဟောင်းများကိုတွေ့ရ၏နောက်တစ်နေ့ဘာမြစ်သည်တကားပိတ်၍အင်္ဂလိပ်သတင်းစာတစ်ခုကိုဖတ်နေရာဆရာမကအပြင်ကချောင်းကြည့်၍မြင်ရမှအာကလူပါကလားဟုတွေးထင်မိ၏ပြီးမှဟန်လုတ်ချောင်းဟန့်ပြီးကိုဘာမြစ်တကားဖွင့်စမ်းနေကင်းကြီးတကားပိတ်ပြီးဘာလုပ်နေသလဲဟုမေးလေ၏ထိုအခါဘာမြစ်သည်ကြပြာအယုတ်ပါသောမျက်နှာသို့လန်၍အော်ကျွန်တော်အယုတ်တွေကြည့်နေပါတယ်ဟုပြန်ပြောလိုက်၏ဆရာမသည်ထပ်မံစုံစမ်းလိုသည်နှင့်တနေ့၌မိမိစပွဲပေါ်တွင်အင်္ဂလိပ်စာအုပ်3-4အုပ်တင်ထားခဲ့ပြီးလျှင်ကျောင်းတက်ရန်ဟုထွက်လာ၍အိမ်အဝအပြင်သို့ရောက်မှအော်ကိုဘာမြစ်ကျမစာအုပ်စပွဲပေါ်မှာမေးကြံရက်တယ်ကြပြာပြေးပြီးယူပေးစမ်းပါစာအုပ်က mind reading ခေါ်တယ်ဟုခိုင်းလိုက်လေ၏ဘာမြစ်မှာအမတ်တမဲ့ဖြစ်၍စုံစမ်းမှန်းမသိပဲကြပြာပြေး၍အလွယ်နှင့်ပင်ထိုအင်္ဂလိပ်စာအုပ်ကိုယူ၍ပေးလိုက်လေ၏ဆရာမကပြုံး၍ကျမမောင်ကလေးအတော်သားပဲအင်္ဂလိပ်စာသင်ရင်မြန်တက်မှာပဲဟုပြောလိုက်၏ထိုအခါဘာမြစ်သည်တတိယတွေးမိ၍ပထမနာမည်ပေါ်တယ်အခုအင်္ဂလိပ်စာတတ်တာဒုတိယပေါ်ပြန်ပြီငါတော့ဒုက္ခပဲဟုတွေး၍ပူပန်မိလေ၏အလုတ်ကိုအကျွေးမထားလက်ငင်းလှုပ်တတ်သောမတ်စိန်သည်၎င်းညက်နေထမင်းစားပြီးနောက်ကိုဘာမြစ်လာအောင်မေးစရာရှိတယ်ဟုခေါ်၍မိမိကဆရာမပြီးစပွဲအနီးကလထိုင်တွင်ထိုင်ကဘာမြစ်ကိုတပည့်တငယ်ကဲ့သို့အနီးတွင်မတ်တက်ရက်နေစေ၏ကိုဘာမြစ်မေးရင်မှန်ပြောမလားဟုတ်ကဲ့ပြောရတာပေါ့အင်္ဂလိပ်စာဘယ်နှတန်းအောင်ခဲ့သလဲ IA ဘလောက်ကြာပြီလဲ2နှစ်ကျော်ရှိပြီ2နှစ်ကျော်အတွင်းဘာလုပ်နေသလဲအတန်ကြာတွေ့နေပြီးမှဆီယာမမျက်နှာကိုတစ်ချက်စိုက်ကြည့်၍ BA ကိုဆက်တင်နေတယ်စာမေးပွဲမအောင်ခဲ့ဘူး IA အထိစာမေးပွဲကြားခဲ့ဘူးသလားမကြားခဲ့ဘူး BA ကြမှဘာဖြစ်လို့မအောင်ရသလဲထိုအချက်ကိုဘာမြစ်သည်တစုံတရာပြန်မဖြေပဲမျက်နှာအောက်ချ၍နေသည်ကောင်းပြီမပြောချင်ရင်နေပါနို့ပေမဲ့ကျမဟာဘလို့မိမစားဆိုတာသိတယ်မဟုတ်လားရှင်မပြောပေမဲ့သိအောင်စုံစမ်းနိုင်တဲ့မိမလို့မှတ်ပါဒါပဲကိုင်းသွားတော့ဘာမြစ်သည်မိမိတဲဘက်သို့ခြေလန်းနေဖြင့်ရှောက်ခဲ့၏ပထမနာမည်ဒုတိယအင်္ဂလိပ်စာတတ်တာအခုတတိယ IA အောင်တာပေါ်လေပြီနောက်မကြခင်ငါအကျင့်တွေပေါ်တော့မှာပဲပေါ်တာကအရေးမကြီးပေါ်ရင်တော့ငါ့ကိုနှင်ထုတ်မှာကအရေးကြီးတယ်ဟုအမျိုးမျိုးတွေး၍စိတ်မအေးလက်မသာရှိရှာရလေ၏ဤသည့်နောက်2လလောက်အကြာတွင်ဆရာမကဖန်တီးကြံစီပေး၍မိမိလုပ်သောကျောင်းမှာပင်အထက်တန်းပြဆရာအလုပ်ကိုတည်ကြလေ၏ထို့သို့စီမံခဲ့ပြီးမှဆရာမကကိုဘာမြစ်အခုအလုပ်လုပ်ရမယ်ဒါအစမ်းလားဗျကျွန်တော်အခုအလုပ်လုပ်နေတာပဲမကျေနပ်တာရှိရင်ပြောပါအိမ်အလုပ်ကိုပြောတာမဟုတ်ဘူးကျောင်းဆရာအလုပ်လုပ်ရမယ်ဟိုက်ဟာမလုပ်ချင်ဘူးဗျာဆို၍အတော်မျက်နှာပြတ်သွား၏အကြောင်းကမိမိဆရာအလုပ်ရလျင်မိမိ၏ဇာတိအဖြစ်အပျက်အကျင့်စာရိတ္တတို့ပေါ်မီကိုစိုးရိမ်သောကြောင့်တည်းစင်စစ်တော်ကယခုလက်ရှိအလုပ်သည်လောကနိဗ္ဗာန်အကောင်းဆုံးအချမ်းသာဆုံးဟုထင်နေသောကြောင့်တည်းဘာမလုပ်ချင်ဘူးလဲလုပ်ရမယ်စကားမရှိနဲ့အားလုံးပြောဆိုစီမံခဲ့ပြီမလုပ်ပြစေနဲ့ဆရာမရဲ့အခုလက်ရှိအလုပ်ကိုကျွန်တော်အင်မတန်မျက်နှိုးပါတယ်အခုအလုပ်လဲလုပ်ရမယ်ဆရာအလုပ်လဲလုပ်ရမယ်ကျွန်တော်လူတဲကိုမတိုးပြစေနဲ့ခင်ဗျာကျွန်တော်ကိုတနာပါတနာလို့လူတဲတိုးဝင်အောင်စီမံခဲ့တာရှင့်လူတဲမတိုးဝင်တဲ့အကြောင်းလဲမပြောဘဲကိုဘာပဲဖြစ်ဖြစ်ရှင်အခုဆရာအလုပ်ကိုလုပ်ရမယ်မလုပ်ရင်အိမ်မှာမထားဘူးခက်ရှင်းရှင်းပဲခက်ဆက်ဆက်ပြောသည်ဘာမြင့်မှာအတန်အကြံရကြက်သွား၏အခြားအကြောင်းတို့ထက်ဆရာမ၏အိမ်၌မနေရမည်ကအရေးကြီးဆုံးဖြစ်နေလေသဖြင့်မငင်းနိုင်တော့ပဲ
ခုခါတော့ဆရာမတို့ကနှိမ့်ဆက်နိုင်တဲ့အခါကိုကျွန်တော်မငင်းဝန်းတော့ပါဘူးခိုင်းတာလုပ်ရမယ့်လူဖြစ်နေပါတယ်ဟုခနဲ့တဲ့ပြော၍တဲကုတ်ဘက်သို့ခတ်ဆောင်ဆောင်နေ၍ပြန်ခဲ့လေ၏နည်းနည်းကြာရောက်ကာလဆရာမသည်တဲကုတ်သို့လာ၍ကဲဟောဒီမှာအဝတ်စားတွေအခုမနက်ကြောင်းတက်ရမယ်ဆို၍မိမိဝယ်ထားသောပစိုးသည့်ပဝါသည့်အင်ဂျီသည့်တို့ကိုပြည့်၍ပေးလိုက်၏ဘာမြစ်ကကြည်ယုံကြည်လိုက်၏မလုတ်ချေဘူရာယုံသို့သွားချိန်ကြာ၍ဆရာမကခေါ်သောအခါဘာမြစ်သည်ရှီရင်ဆွဲအဝတ်စားနှင့်ပင်ထွက်လာခဲ့လေ၏ထိုအခါဆရာမသည်စိတ်ထွက်လာ၍ဒါဘာလုပ်တာလဲဘာဖြစ်လို့ကျမပေးခဲ့တဲ့အဝတ်စားကိုမဝတ်တယ်လဲဘာမှတ်လို့လဲလာအခုလဲရမယ်ဆို၍ပြောဆိုဆိုနှင့်ဘာမြစ်ကိုအတင်းဆွဲ၍တဲကုတ်တွင်သို့ခေါ်ခဲ့၏အတော်လုံးသူကမြင်၍ဟဲမဲစိန်ကလည်းဒီလိုမလုပ်ပါနဲ့ဆို၍ဆင်းလာပြီးလျှင်ဘာမြစ်ကိုမတ်စိန်လက်ထဲမှဆွဲလူပြီးမှငါတူကလည်းကွယ်အလုပ်ကိုသွားရမှာပဲအဝတ်စားလဲမပေါ့ဟုချော့နေစဉ်မတ်စိန်ကကဲယထာမမီပဲနေမယ်အခုလဲဆို၍အင်ကြီးကိုအတင်းချွတ်၍အတင်းဆွတ်ပေး၏ပစိုးကိုလည်းအတင်းချွတ်၍ဝက်ပေးမိလို့ရဘာမြစ်ကပြုံးပြ၍ဖဲပါဗျာကျုပ်ပါသာကျုပ်ဝက်ပါမယ်ဆို၍တဲကုတ်အတွင်ကန်သို့ဝင်၍အဝတ်စားဝတ်၏ခေါင်းပေါင်းအုပ်ပေါင်းကိုယခုမတ်စိန်တို့အိမ်ရောက်မှပထမအကြိမ်ပေါင်းခြင်းဖြစ်၏ဝတ်စားပြီး၍ထွက်လာသောအခါတူဝရီနှစ်ယောက်မှအံ့အားသင့်သွား၏တောင်းမှအကွတ်လူမှအဝတ်ဆိုတကယ်သို့ယခုကဲ့သို့တန်မာထွားကြိုင်ခံညာသောလူလင်ပြိုတယောက်သည်ကောင်းမွန်သောအဝတ်စားကိုတက်ရကြာနာအချိုးကျစွာဝတ်ဆင်လိုက်သောအခါများစွာကြက်တရေရှိ၍ကြည်မကြီးဖြစ်ရ၏ဆရာမမတ်စိန်ကအင်းကိုလူအဟုတ်ကြီးပါကလားဟုပထမအကြိမ်စိတ်တွင်ဖြစ်ပေါ်မိ၏တို့ရာတွင်မျက်နာကိုတီပင်ထားလိုက်၏ထိုနေ့နှစ်ယောက်အတူကြောင်းတက်ကြောင်းဆင်းကြရလေ၏ထိုသည်နောက်နှစ်ပတ်လောက်အကြာတနင်္ဂနွေနေ့တစ်နေ့တွင်ဘာမြစ်သည်မိမိ၏တဲကုန်း၌တကားပိတ်၍အိပ်နေရာည9 နာရီအထိမထသည်နှင့်မတ်စိန်တို့တူဝကြီးနှစ်ယောက်တွားရောက်ကြည့်ရှုရာအပြင်ကနှိုး၍မရသည်နှင့်တကားကိုဖြတ်၍ဝင်ကြ၏အတွင်းသို့ရောက်သောဘာမြစ်၏ကိုမှအရန်နှင့်တကွပါဇက်ကအမြုံများထွက်လျက်မူးရစ်အိမ်မောကြနေသည်ကိုတွေ့ရလေ၏ထိုအခါမတ်စိန်တို့မှအံ့ဩခြင်းဝမ်းနည်းခြင်းတို့ဖြင့်ရော၍မျက်ရည်များပင်ကျမိ၏မတ်စိန်၏စိတ်တွင်ယထာပေါ်၌တွေးစားကဘာမြစ်၏ခေါင်းဆုပ်ပွားနှင့်ရုပ်ပုံကို၎င်းစာမေးပွဲကြခြင်း၏အကြောင်းကို၎င်းမိမိအိမ်သို့ရောက်မှမကြာအခွင့်တောင်း၍ဖြစ်စေမတောင်းဘဲနှင့်ဖြစ်စေရန်ကုန်ဘက်သို့ခဏလက်သွားသည်ကို၎င်းဆက်၍တွေးမိလေ၏ကိုင်းအတော်အိပ်ပါစေအိယာကနိုးမှပြောမယ်ဆို၍မတ်စိန်တို့ပြန်ခဲ့ကြ၏၎င်းညမတ်စိန်တို့ထမင်းမစားနိုင်ကြနနက်တို့ကြကာလဘာမြင့်နိုးသောအခါရည်ရီရတာဖြစ်နေပြီးလျင်တကားပျက်စီးနေသည်ကိုတွေ့ရမှအင်းပထမနာမည်ဒုတိယအင်္ဂလိပ်စာတတ်တာတတိယ IA အောင်တာစတုထငါအရက်တောက်တတ်တာပေါ်ကုန်ပြီအခုငါအကျဉ်စိုးပေါ်တော့ငါကိုနှင်ထုတ်ဖို့ပဲရှိတယ်ငါတသက်မှာလောကနိဗ္ဗာန်လို့ထင်ထားတဲ့နေရာကထွက်သွားရမှာငါအစိုးရိမ်ဆုံးပဲဟုတွေးနေစဉ်ကိုဘာမြက်လာအောင်ဟုသောအမိန့်တန်ကိုကြားလေရာထိတ်ထက်မိုးကြိုးကြတဲ့ကဲ့သို့ပြင်းစွာတုန်လှုပ်၍အပြစ်ရှိသောတပည့်သည်ဆရာရှိမောက်သို့ရောက်တဲ့ကဲ့သို့တုန်လှုပ်သောကိုယ်စိတ်ဖြင့်ဆရာမရှိသို့ရောက်လာလေ၏မတ်စိန်၏မျက်နှာမှာခါတိုင်းကဲ့သို့တင်းမာသောမျက်နှာထားမဟုတ်တော့ပဲညှိုးငယ်ပူပန်သောမျက်နှာတွင်မျက်ရည်ဆန်းဖြင့်ရှိလင်း၏ကိုင်းကိုဘာမြက်ကျမတော့အတော်ဝမ်းနည်းသွားတာပဲဒေါသလည်းဖြစ်မိတယ်ပထမတော့နှင်ထုတ်မယ်လို့စိတ်ကူးမိတယ်သို့တော့ကျမပြုပြင်စီရင်ပေးလို့အတော်နေရာကျလာမှမလုပ်ရတာနဲ့ရှင့်ကိုအချိန်ပေးမယ်ကိုင်းဒီရက်တောက်တဲ့အကျင့်ကိုဖြတ်မလားဒီအိမ်ကထွက်သွားမလားတခုခုကိုရွေးပေတော့ဘာမြင့်မာကနှင်ထုတ်မည်ဟုတထစ်ချယုံကြည်ထားရာယခုရွေးဖို့အချိန်ပေးသည်ကိုများစွာကျေးဇူးတင်လျက်အားတက်ပြီးကနှုတ်မလေးပဲ
ကျွန်တော်အရက်တောက်တဲ့အကျင့်ကိုဖျက်ပါမယ်ဟုဝန်ခံလိုက်လေ၏ထို့သို့ဝန်ခံပြီးတော့လဲ2 နှစ် 3 နှစ်မြဆွဲလန်းခဲ့သောအကျင့်ဆိုးကိုထင်သလောက်မဖျက်နိုင်ကြစိတ်ကိုတင်းမာတော့လဲ9 ရက်ခန့်အကြာ၌အရက်ဆိုင်ဘဲသို့လှည့်မိ၏နောက်9 ရက်ခန့်အကြာ၌အရက်ဆိုင်အနီးသို့ရောက်မိ၏နောက်တစ်ပတ်၌ဆိုင်တွင်သို့ရောက်ပြီးမှစိတ်ကိုတင်း၍ထွက်ခဲ့ရ၏မကြာမီအရက်၏ဘေးရန်ကိုခုခံနိုင်တော့မည်မဟုတ်ကြောင်းသိရလေ၏တို့ရာတွင်ဗားမြစ်တို့မက်စိန်တို့၏ကုသိုလ်လှုံ့ဆော်လာသည်လားမသိရတနေ့၌ဗားမြစ်သည်ကျောင်းတွင်ငါးရမ်း၌မြန်မာဘာသာဆင်း၍ပြရ၏ဗားမြစ်သည်စာသင်လိုသောစိတ်မရှိသည်နှင့်အတန်းသားတို့အားမြန်မာစာစီစာကုန်းရေးစေ၏ဘာအကြောင်းဟူ၍ပင်တွေးမရသည်နှင့်မင်းတို့အခု2 ရက် 3 ရက်အတွင်းတွေ့ကြုံခဲ့တဲ့မှတ်သားစရာတစ်ခုခုဘာဖြစ်ဖြစ်စာ10 ကြောင်း15 ကြောင်းလောက်ရေးချင်တာရေးဟုမသေးမချပင်ခိုင်းလိုက်၏အချိန်စေး၍စာစီစာကုန်းစာအုပ်တို့ကိုစု၍အိမ်သို့ယူခဲ့၏ညအခါ၌ပြင်ရန်ဟုကြည့်ရှုရာ3-4 အုပ်အပြီးတွင်လှဆိုသောမိန်းကလေးတစ်ယောက်၏စာစီစာကုန်းသို့ရောက်လာလေ၏ထိုစာကအောက်ပါအတိုင်းဖြစ်၏အရက်သမားကြီးအကြောင်းကျမတို့အိမ်အနီးတွင်အရက်သမားကြီးတစ်ယောက်ရှိ၏မနေ့ကသူသည်အလွန်အရက်မူးလာပြီးလျင်မယားရောကလေးတွေကိုရောကြိမ်လုံးကြီးနှင့်ရိုက်လေသည်ကျမဖြင့်အင်မတန်ကြောက်၍အသားများတောင်တုံပါသည်လူပြည်မှာအရက်သမားသည်အမိုက်ဆုံးဖြစ်ပါသည်အယူဆုံးလည်းဖြစ်ပါသည်ထိုလူကြီးမှာအဝတ်စားကိုပင်မနိုင်မဲမုန်းစရာကြီးကြောက်စရာကြီးယွန်စရာကြီးဖြစ်ပါသည်ကျမဖြင့်အရက်သမားအိမ်အနားမှာမနေပါရစေနဲ့အမျိုးထဲမှာအရက်သမားမရှိပါစေနဲ့အရက်သမားအဖေအရက်သမားမောင်အရက်သမားလင်အရက်သမားသားမရှိပါရစေနဲ့ဟုဖျားရှိမှဆူတောင်းမိပါသည်ဗားမြစ်သည်မြန်မာစာပေကိုလည်းအတန်လိုက်စားသူဖြစ်၍စာပေကျမ်းဂန်တို့၌အရက်ဤအပြည့်အမျိုးမျိုးကိုတွေ့ဘူးလာလေပြီဆရာသမားဘုန်းကြီးတို့ကဟောပြောသည်ကိုလည်းနာခဲ့ရလေပြီမိမိ၏မျက်မြင်အရက်သမားတို့ပျက်စီးကြသည်ကိုလည်းတွေ့ခဲ့ရဘူးလေပြီမိမိကိုယ်တိုင်ဘယ်အထိပျက်စီးသည်ကိုလည်းကိုယ်တွေ့ဖြစ်တော်သည်ထို့သို့အမျိုးမျိုးကြားဘူးမြင်ဘူးပါတော့လဲတရားမကျနိုင်အမြင့်မပြတ်နိုင်ဖြစ်ခဲ့ရ၏ယခု9 တန်းသူအသက်12 နှစ်အရွယ်တငယ်မကလေး၏ရေးသားချက်ကိုတွေ့မြင်ရသောအခါကြွချိန်ကြ၍လာမသိရဗားမြစ်၏နှလုံးကိုများစွာထိခိုက်လေ၏ထိုလူမမယ်တငယ်မသည်မိမိ၏စိတ်တွင်ဖြစ်ပေါ်လာသမျှအယိုးကန်တတ်ဖြင့်ရေးခြင်းကြောင့်ထိုသို့ထိခိုက်လွယ်သည်ဟုထင်မှတ်เสียရှိသည်ဤသို့လူမမယ်တငယ်မကလေးကရိုးရိုးလွယ်ဖြင့်ရေးအပ်သောစာတို့သည်ရှေးကဗားမြစ်ကြားဘူးတွေ့ဘူးသောအချက်လက်တို့ကိုလွှမ်းမိုး၍ဗားမြစ်ကိုပိုင်နိုင်ကြီးဆုံးမလိုက်လေသည်ဗားမြစ်သည်ထိုစာကိုအခောက်အခါဖတ်၍ငါကျွတ်ချိန်ကြပြီဒီကလေးမကလေးပြောသလိုပဲငါဟာယွန်စရာကောင်ကြီးမုန်းစရာကောင်ကြီးလူမိုက်ကြီးပဲကဲတော်ပြီပြက်ပြီဟုစိတ်ဖြတ်၍၎င်းစာအုပ်ကိုရင်ဘတ်ပေါ်မှတင်လျက်ထိုညစ်အိပ်ပျော်ခြင်းကိုရောက်လေသည်ထို့သို့မက်စိန်နှင့်လှတို့ဤဆေးဖြင့်အရက်ယောဂါကိုအမြင့်ဖြတ်လိုက်ပြီးနောက်တလားခန့်အကြာတွင်ဗားမြစ်ဤမိဘတို့သည်ကျောင်းဆရာဤစိရင်တွင်ဗားမြစ်နံမည်ကိုတွေ့သည်နှင့်စုံစမ်းမေးမြန်း၍မက်စိန်တို့အိမ်သို့မိဘ2 ပါးရောက်လာလေသည်ဗားမြစ်ကတဲကုတ်တွင်အိပ်နေ၏မက်စိန်သည်စီရင်ကားကြီးနှင့်တခန်းတနာရောက်လာသောဧည့်သည်2 ယောက်ကိုအံ့အားသင့်စွာဖြင့်ကြည်ပြီးမှထိုင်ပါနေပါစသည်ဖြင့်ဧဝတ်ပြုရ၏ဘယ်ကပါလဲရှင်ကိစ္စများအထူးရှိတော်မူပါသလားကျုပ်တို့ကရန်ကုန်တဲကပါဟုတ်ကဲ့ကိစ္စကတော့ဆရာမရဲ့အိမ်မှာကျုပ်သားတစ်ယောက်နေတယ်ကြားလို့ပါနာမည်ကမောင်ပါမြင့်တဲ့အော်ကိုပါမြင့်ရဲ့မိဘများလားဟုတ်ကဲ့ရှိပါတယ်ရှင်ကြားရတာဝမ်းသာပါတယ်ဆရာမရဲ့
ကျုပ်တို့ကကုန်တယ်ပွဲစားပါပဲကျုပ်သားကလေးကျောင်းမှာထားရတာ IA လဲအောင်ပြီးရော BA တန်းအတက်မှာပေါင်းသင်းဖြတ်တာနဲ့အတော့စားဆွဲပြီးအကျင်လဲပြက်စာမေးပွဲလဲကြအားလုံးပျက်စီးတာပါပဲလေကျုပ်တို့လဲစိတ်ပြက်ပြီးသူ့ကိုအိမ်ကနှင်လိုက်တာပဲဆိုပါတော့မအိမ်မှာတော့အဲ့ဒီလွန်ခဲ့တဲ့2နှစ်ကျော်ကစပြီးမျက်ရည်ဆက်လက်နဲ့ဟာအခုခြုံချနေတာသာကြည်တော့အဲ့ဒါအခုဆရာမနဲ့တွေ့လို့ကယ်ဆယ်ထားတဲ့ကြားတာနဲ့အင်မတန်ဝမ်းမြောက်ကျေးဇူးတင်ပြီးရောက်လာကြတာပါပဲဆရာမရဲ့။ကိုင်းသူ့ကိုတွေ့ပြရစီ။သူ့အမေကတွေ့ကျင်လာပြီးမြင်တဲ့အတိုင်းပါပဲ။ဟုတ်ကဲ့ရှင်ကျမခေါ်ပေးပါမယ်ဆို၍တဲကုတ်တို့အဆင်ငယ်၏။ဘားမြစ်ကိုနှစ်နှစ်ချိုက်ချိုက်အိတ်နေရမှလက်ဖြင့်ပုံနိုး၍ဝိုးရိုးဝါးသားရှိနေစဉ်ရှင့်ကိုဟိုတင်ရှင့်အဖေနဲ့အမေတဲ့လိုက်လာတယ်အဲ့ဒါတခါတည်းသွားဖို့အဝတ်စားတွေပါထုတ်ယူခဲ့ပြီတော့ဘဲနဲ့အဖေတို့အမေတို့လိုက်လာတယ်နေပါအောင်ကျွန်တော်သူတို့နောက်လိုက်သွားဖို့အဝတ်စားတွေထုတ်ယူခဲ့ရမှာကဘသူကဘာပြောလို့လဲဘလို့စီမံလို့လဲပြောလို့တော့မဟုတ်ပါဘူးနို့ပေမဲ့အဖေမေဆိုတာအမျိုးအရင်းကြီးရှိသေးတယ်တော့ဒီတော့ရှင်းလိုက်သွားမှပေါ့ခမည်းကြီးအင်မတန်စကားများတယ်ရှာရှည်တယ်သွားပါဗျာပြောပါချေကျွန်တော်မလိုက်ဘူးလို့အလိုမလုပ်ပါနဲ့တော့ကိုဟာကိုသွားပြောပါကျမကိုတမျိုးထင်နေပါအောင်မယ်ဤတို့စကားဆိုနေကြစဉ်မဆောက်နိုင်သောမိခင်သည်တဲကုတ်သို့လိုက်၍လာခဲ့၏မြင်တွေ့ကြလျင်ပင်လူကလေးရေသားရေဟုဆိုမိကသားကိုပွေဖက်လေ၏သားမှလည်းမျက်ရည်တွယ်ဖြာနှင့်မိခင်၏ယူရသောပွေဖက်ခြင်းကိုခံနေလေ၏သားမိဖက်၍ငိုယိုနေကြစဉ်မတ်စိန်သည်အိမ်သို့ပြန်ခဲ့၍အတော်နှင့်ဘားမြစ်၏ဖခင်တို့စကားပြောနေစေ၍မိမိကအခန်းတွင်သို့ဝင်၍အိယာ၌လဲပြီးလျင်အမျိုးစုံတွေး၍နေလေ၏ဘားမြစ်တို့သားမိသားဖဆုံမိကြသောအခါဖခင်ကစ၍ကဲမင်းအိမ်ကိုလိုက်မယ်မဟုတ်လားကျွန်တော်တယောက်တည်းမလိုက်နိုင်ဘူးထိုဘားမြစ်၏စကားကိုမတ်စိန်သည်အခန်းတွင်ကကြားသောအခါထိတ်ခနဲဝမ်းသာသွား၏အဖိုးကြီးကရဲ၍ဘဲနဲ့လဲရှင်မဟုမေးလိုက်၏ကျုပ်ကတော့အစကတည်းကတပိုင်းသေးပြီးသားပဲကျုပ်တို့မွေးထုတ်လိုက်တာတော့ဟုတ်ပါရဲ့အခုဆရာမကဒုတိယလူဖြစ်အောင်လုပ်ပြီးတော့သူလဲကျုပ်တို့ဆိုင်တယ်လို့ဆိုင်တာပဲဘာပဲဖြစ်ဖြစ်ကျုပ်သားချမ်းသာတယ်လို့နေစေချင်တာပဲကျုပ်ကလည်းမနေရဘူးမပြောပါဘူးဗျာကဲလေဘာပဲဖြစ်ဖြစ်အိမ်တော့လိုက်ခဲ့အောင်မင်းဆရာမကိုလည်းအလဲပတ်ခေါ်ခဲ့တာပေါ့ဘားမြစ်တို့အိမ်မှာခြံကြီးဝင်းကြီးနဲ့အတန်ခန္ဓာကြီးကျယ်သောအိမ်ကြီးဖြစ်၏ဘားမြစ်တို့မိဘမှာကျွယ်ဝသောသူများဖြစ်ကြ၍အရာရာလူလေသေးမရှိပြည့်စုံကြ၏ထိုမြကြီးကျယ်ခန္ဓာသောအခြေအနေကိုမြင်ရသောအခါမတ်စိန်သည်ဘားမြစ်အားရေခတ်ခြင်းရေလောင်းခြင်းဈေးသွားခြင်းစသည်တို့ကိုပြုစေမိသဖြင့်တွေး၍အာနာမိ၏ညစာစားတော့ပြီးကြသောအခါပွဲစားကြီးကစ၍ကဲမတ်စိန်ရေအစုံကုန်းတဝက်ဆိုသလိုကျုပ်သားကိုမတ်စိန်တဝက်ဆိုင်နေဆိုရမယ်ကြံတဝက်ကိုလည်းကျုပ်တို့ကကြီးကြီးသားသားမတ်စိန်ကိုယုံကြည်စိတ်ချပြီးပုံအပ်လိုက်ပါတယ်ထိုအခါပွဲကတော်ကြီးကဝင်တဲ့၍အစစ်မထဲတော့ဘူးလားရှင်ဟုမေးလိုက်၏ဘဲနဲ့ပွဲကတော်ရဲ့အစစ်မထဲပဲရှိပါမလားအစစ်ကလေကျုပ်တို့ရှိတဲ့ပစ္စည်းအကုန်ပေါ့ဗျထိုစကားကိုကြားသောအခါဘားမြစ်ပင်အတန်အံ့ဩသွား၏ထို့နောက်မတ်စိန်တို့သည်ဘားမြစ်တို့အိမ်သို့ပြောင်းရွှေ့ခဲ့ကြ၍အင်းစိန်ကခြံအိမ်ကိုအခြေမပြတ်ထားပြီးတနင်္ဂနွေနေ့တိုင်းခြံထွက်ကြလေသည်ကျွန်ုပ်သည်ထိုဆရာလင်မယားနှင့်တွေ့ကြုံ၍၎င်းတို့အကြောင်းကိုသိရ၏မောင်ဘားမြစ်သည်လှလှဤစာကိုစာအုပ်ပါတောင်းယူ၍တယိုတသေးတင်ထား၏လှလှကိုကျေးဇူးဆက်သည့်အနေဖြင့်မောင်ဘားမြစ်တို့သည်ထိုကလေးမ၏ပညာသင်စရိတ်ကိုထောက်ပံ့ခဲ့သည်မှာယခုနှစ် BA အောက်တန်းသို့ရောက်နေလေပြီမနေ့တနေ့ကပင်ကျွန်ုပ်ကိုဖိတ်ခေါ်၍အင်းစိန်ကခြံအိမ်ကလေးသို့ရောက်ခဲ့ရ၏ထိုနေ့၌ဘားမြစ်တို့လင်မယားပွဲစားကြီးလင်မယားလှလှကျွန်ုပ်ပါ6ယောက်တွေ့ဆုံစားတော့ကများစွာပျော်ရွှင်ကြ၏ကျွန်ုပ်သည်ထိုစိတ်လက်ချမ်းသာသောလူတစ်တိုက်ကိုမြင်ရသဖြင့်အကယ်၍မောင်ဘားမြစ်သာ
အယက်ရန်သူကိုမခုခံနိုင်ခဲ့ပါလျင်ထိုကျေးဇူးတရားတို့မှဆုံးရှုံးလျာ၏ဟုတရားကြမိသဖြင့်ဤကိုရိဝတ္ထုကလေးကိုရေးလိုက်ရပေသည်